ပြန်လာတော့လို့သမီးငယ်လေးကခေါ်နေတယ်အဖေပြန်လာတော့လို့သားကြီးကလည်းခေါ်နေတယ်ချစ်တဲ့ဇနီးကတော့လွမ်းလို့ကိုလည်းလူကမို့လေညည်မထိန်နိုင်စကားပြောဖို့လဲအတန်တွေကမထွက်နိုင်မင်းတို့မိတို့အတွက်ကိုအဖေမယုံကြရနေသမီးရဲ့သားရဲ့ဒီနေ့ရဲ့ဒီနေ့မှပြန်လာပါမယ်ဒီလိုလောစေခဏတော့ခွဲရအောင်ပါမရှိတော့လေအများတကားတချို့ကနေခြင်းလေကုန်ပြီးဟန်ပြီးမရှိတော့လေဆွေမျိုးတချို့လည်းနေခြင်းလေအခုတော့ဝေးရပေါ်လွှမ်းလို့ကိုလည်းလူသားမှုဒီညည်မထိန်နိုင်စကားပြောဖို့လေအတန်မထွက်နိုင်မင်းတို့မိတွေအတွက်ကိုဖေးမယုံကြရနေသမီးရဲ့သားရဲ့သမီးရဲ့ဒီနေ့မှပြန်လာပါမယ်ဒီကုလောစေခဏတော့ခွဲရအောင်ပါပဲအများတကာနဲ့တန်းတူနေနိုင်မို့ရကြိုးစားနေမဝင်နဲ့ငွေမရှိတော့လူတကာနေမင်းတို့မိတွေအနေခံမဝမရောက်စေခြင်းအပြည့်ရဲ့မြေတာကဘာကြီးတို့ရှိလို့